အားလုံးပဲမင်္ဂလာဗျာဒီနေ့မှာတော့ကျွန်တော်အိမ်မော color skin လေးရထားနေကျွန်တော်ကန်ဆမ်းမြော့ကန်ပြမှာဖြစ်ပါတယ်ဗျာဗီဒီယိုမတင်တာလေးတော်ကြပြီဆိုတော့ကျွန်တော်မေးနေလောက်မယ်ထင်ပါတယ်ရောဒီဗီဒီယိုလေးနဲ့ဆက်ပြီးတော့ပြန်ပြီးတော့တင်မယ်နော်အဲ့တော့ကျွန်တော်အားပေးပါအောင်လို့ပြောချင်ပါတယ်တော့မသိဘူးဗျာကိုတင်က hyper look က hyper မရအောင်ဆိုရင်ဆေးထိုးတဲ့ကောင်လေးတကယ်ဗျာဟန်ဆိုကြီးကပြီးကျွန်တော်တော့တစ်ချိန်လုံးဒုက္ခပေးရဗျာတိလားတော်ပါတင်းရဲ့ဒီ enemy ကကွာ channel လေးရချစ်ချာကောင်းကေးလာပေးနေတော့နောက်မဆိုရင်ကျွန်တော်ကဒီပွဲမှာခွေလုံးလုံးဖြစ်မှာတင်းချာဗျာလို့ယောက်ျားကြီးတော်မဲ့စိတ်မကောက်ကြပါနဲ့ဗျာတကယ်ယောက်ျားကြီးတော်မဲ့စိတ်ကောက်အရန်ဆိုတော့တစ်ချိန်လုံးလိုက်ပြီးတော့တည်ရမလားကိုချန်ငယ်မရနဲ့သူများကိုလိုက်ပြီးတော့အဲ့လိုဘက်ကိုလိုက်ဒုက္ခပေးကေးတွေကိုလိုက်လို့စားဟာတကယ်ဗျာယောက်ျားကြီးစိတ်ကအဲ့လိုပဲလားဒါနဲ့ဗျာဒီသတင်းကြိုလည်းရောက်ပြီးဆိုတော့ brother မှာကောင်မလေးရှိလားမသိဘူးကျွန်တော်ကဒီဗီဒီယိုလုံးနေတဲ့အချိန်မှာသတင်းကြိုလာပြင်းနေကွာဒါတော့ကျွန်တော်အိမ်ထဲဖုန်းပြီးတော့ဗီဒီယိုလုံးနေရဲလို့ရီးစားနဲ့ရှောက်လဲဖို့ရီးစားလေးမရှိဘူး brother ကိုလည်းကျွန်တော်လိုပဲရီးစားရှိမယ်လို့မထင်ပါဘူးကျွန်တော်ဆိုရင်ဒီသတင်းကြိုလာပြင်းနေတည်းရလုံးဂိမ်းထဲမှာပဲချိန်ကုန်နေရစေမပြေဘူးအဲ့တော့ကျွန်တော်ရီးစားလေးတယောက်လောက်ရှာပေးချပါဗျာဒီကကျွန်တော်စားလေးနည်းနည်းရိုင်းလိုက်တယ်နော်ကျွန်တော်ဘက်ကဟန်ဆိုတော့ခွေးစီနဲ့ဆိတ်လိုက်ကောက်နေလို့အငုံစိတ်ကြီးနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရောစာရေးပေးလိုက်ပါဒါပေမဲ့လေသူကတော့တစ်ချက်လုံးဘက်ကိုလိုက်ပြီးလူစားရပါပဲအဲ့တော့တစ်ခုမှကျင်တာယောက်ျားကြီးတော်မဲစိတ်မကောက်ကြပါနဲ့နောက်ဒီပွဲဟိုက်ပါမရလဲနောက်ပွဲဟိုက်ပါကိုင်လို့ရပါရဲ့လို့ဒီပွဲမှာတော့အရာတော်ရဲ့ emoji ကြောင့်တပွဲလုံး carry နိုင်သွားရင်နော်နောက်ဆုံးမှာတော့ကျွန်တော်ရုပ်ချောလေးနဲ့တင်ရပဲနိုင်ရရှိသွားပါပြီဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ပေးကြပါဦးလို့ပြောချင်ပါတယ်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတော့အဖွားဗျာအဖွား